10 သိန်းအောက်နဲ့ရမယ်လက်စွပ်လေးတွေကိုဒီဗီဒီယိုလေးထဲမှာပြပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ကြည့်ပေးပါဦးရှင်စိတ်လေးကတော့ကဲအခုပြပေးနေတာလေးကတော့10 သိန်းအောက်ကလေးတွေနဲ့ရမယ်ဒီလိုမျိုးလက်စွပ်လေးတွေပဲဖြစ်ပါတယ်ရှင်ကဲဒါလေးကတော့နော်ဒါ Versace ဆက်ဖြတ်ကလေးကိုမှသူကစင်တူလေးတွေ customize ကလေးအဲ့လိုလေးရပါတယ်ဒါလေးတွေဆိုလို့ရှိရင်လည်းဆိုင်မှာလက်တိုင်းအစုံလေးရှိပါသေးရဲ့ရှင်နောက်တစ်မျိုးလေးကတော့အခုလိုမျိုးပေါ့နော်ဒီလိုမြဝန်းပုံစံမျိုးလေးပါဒီလိုမျိုးဒီဇိုင်းလေးဆိုလို့ရှိရင်လည်းပေါ့နော်ဒါ daily လေးဝတ်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါရဲ့ရှင်နောက်တစ်မျိုးလေးကတော့ဒီလိုအလုံးပုံစံလေးကိုမှဒီလိုကွန်ရိုးလေးမှာလည်းပေါ့နော်အလှလေးလုပ်ပေးထားတယ်ကွန်ရိုးလေးမှာလည်းဒီလိုမျိုးလေးပေါ့နော်နန်းချစ်အလုံးလေးပုံစံမျိုးလေးလုပ်ပေးထားပါတယ်ရှင်ကဲနောက်တစ်မျိုးလေးကတော့အခုလိုမျိုးပေါ့နော်အချစ်ပြားလေးကြိုက်တဲ့သူလေးတွေအတွက်ဒီလိုအချစ်ပြားခွင်းလေးရပါမယ်ဒီလိုမျိုးပေါ့နော်မောင်းခွင်းပြောင်လေးတွေကြိုက်တဲ့သူလေးတွေအတွက်လည်းဒီမျိုးဒီဇိုင်းလေးတွေရပါမယ်ရှင်အမျိုးလေးတွေပါဒါလေးတွေကတော့ငွေ10 သိန်းအောက်လေးနဲ့ရရှိမယ်ဒါလက်စွပ်အလှလေးတွေပဲဖြစ်ပါတယ်ဒါလေးတွေဆိုလို့ရှိရင်တော့အကျန်းလဲခံပြီးတော့ daily လဲဝတ်ချင်တဲ့သူလေးတွေဆိုရင်တော့တော်လေးအဆင်ပြေတဲ့ဒီဇိုင်းလေးပါရှင်ဒါလေးတွေကိုစမ်းရတဲ့လို့ဝယ်ယူအားပေးချင်တယ်ဆိုလို့ရှိရင်တော့အီရနာအမခံစင်ချွေနာဆိုင်ကြီးမှာအရင်မရှိဖွင့်ပေးလို့ဖွင့်ရောင်းချနေပါပြီရှင်